မင်းအောင်လှိုင်ရဲ့ယုံကြည်ရတဲ့လက်ပါစီအောင်လင်းတွေတမိုင်းမှာအစိုးရသောရာဇဝတ်မှုတွေကိုစနစ်တကျကျူးလွန်တဲ့အခါအာဏာရှင်တွေဟာသူတို့ကိုယ်တိုင်သွေးစွန်းခံလိမ့်မရှိပါဘူးသူတို့ရဲ့လူဆန္ဒတွေကိုအသက်ဝင်လာအောင်ဖန်တီးပေးမဲ့ယုံကြည်ရတဲ့လက်ပါစီတို့ကိုစနစ်တကျမွေးမြူဖန်တီးကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဆေးအာဏာရှင်မင်းအောင်လှိုင်ရဲ့ယုံကြည်ရဆုံးဖြစ်သူဆေးရာဇဝတ်မှုတိုင်းကိုတောင်းခံဖော်ဆောင်နေတဲ့ဗိုလ်ချုပ်ကြီးအောင်လင်းတို့ရဲ့စကားကိုကျွန်တော်တို့အသေးစိတ်ခွဲခြမ်းသိရသွားပါမယ်သူရဲ့တမိုင်းကြောင်းအစနဲ့မင်းအောင်လှိုင်ရဲ့အရေးဖြစ်လာပုံစစ်တပ်ကသူအကြောင်းအကြီးဘွားကနေစစ်ဥပဒေချုပ်တီအာဏာလမ်းကြောင်းကပ္ပားကောင်တို့ရဲ့စီးပွားရေးရန်တရားတွေကိုဆွေးနွေးသွားပါမယ်အောင်လင်းတို့ဟာစစ်တပ်ကသူအပတ်စဉ်25စင်းလို့ဖြစ်ပြီးလက်ရှိစစ်အာဏာရှင်မင်းအောင်လှိုင်ယာရုတက်လာပြီးနောက်ပိုင်းယာရုတက်အမြန်ဆုံးစစ်ဗိုလ်ချုပ်တွေကတအုပ်ဖြစ်ထင်ရှားလာပါတယ်သူရဲ့ငယ်စဉ်ဘဝကိုပြန်ကြည့်မယ်ဆိုရင်စစ်တွေအခြေစိုက်ဒေသကုကဲမှုစစ်ဌာနချုပ်ကနေအမတ်ဆန်ကစစ်စေရေးကုကဲမှုဌာနချုပ်မှုတာဝန်ယူခဲ့သူဖြစ်ပါတယ်သို့တော်လည်းသူရဲ့တကယ်အလဲပြောင်းဟာ2011ခုနှစ်မှာမင်းအောင်လှိုင်ကာဝေးဦးစီးချုပ်ဖြစ်လာချိန်မှာစတင်ခဲ့တာပါမင်းအောင်လှိုင်တက်ချုပ်ဖြစ်ပြီးမကြခင်မှာပဲအောင်လင်းတို့ဟာတပ်မတော်နီးပညာတက္ကသိုလ် DSDA နဲ့နောက်ပိုင်းမှာစစ်တက္ကသိုလ် DSA ကျောင်းအကြီးအကဲခန့်အပ်ခံခဲ့ရပါတယ်စစ်တပ်အတိုင်းဝိုင်းနဲ့နှိစက်သူတွေရဲ့အဆိုအရသူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာရိုးတနတ်မဟုတ်ပါဘူးမင်းအောင်လှိုင်စစ်တက္ကသိုလ်ကျောင်းအကြီးတာဝန်ယူစဉ်ကတည်းကဒူးပုံမှုကြီးအောင်လင်းတွေနဲ့ယင်းဒီကျွမ်းဝင်ခဲ့ပြီးဆရာနဲ့တပည့်တွေခိုင်မာတဲ့အခြေမှုတိစောက်ထားနိုင်ခဲ့ပါတယ်ဒါကြောင့်ပဲ2014ခုနှစ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဲ့ဒီနောက်2016ခုနှစ်ကနေ2022ခုနှစ်တွင်စစ်ဥပဒေချုပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့စစ်ရုံးမှာအပြည့်အဝနေရာပေးခံခဲ့ရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့နိုင်ငံရေးသိပ္ပံသီအိုရီတစ်ခုကိုရှင်းလင်းစွာမြင်သာအောင် Star Wars ရုပ်ရှင်တွေရဲ့ Empire ကြီးရဲ့ဖွဲ့စည်းပုံနဲ့နှိုင်းယှဉ်ကြည့်အောင်ပါဇလန်းထဲမှာအာနာရှင်ဟာ Galaxy တစ်ခုလုံးကိုဖိနှိပ်အုပ်ချုပ်တဲ့အခါသူကိုယ်တိုင်သွားပြီးဂျိုးတွေကိုဖျက်ဆီးလိမ့်မရှိပါဘူးသူ့ရဲ့မိန့်တွေကိုဥပဒေတစ်ခုလုံးအသက်ဝင်အောင်လုပ်ပေးမဲ့စာရွက်စာတမ်းတွေနဲ့အုပ်ချုပ်ရေးရန်ရာကိုစနစ်တကျလဲပတ်ပေးမဲ့ဘီရိုကရက်ရာရှိကြီးတွေလိုအပ်ပါတယ်အောင်လင်းတွေဟာမင်းအောင်လှိုင်ရဲ့အဓိကလက်မယွန့်ဘီရိုကရက်ပါပဲ2021ခုနှစ်ဆရာနာသိမ်းပြီးနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ရဲ့တွင်မှုဖြစ်လာချိန်မှာသူဟာလက်မှတ်ထိုးပေးအောင်တတ်မဟုတ်ပဲအုပ်ချုပ်ရေးရန်ရာတစ်ခုလုံးအနီးကပ်စီမံခန့်ခွဲပေးခဲ့သူဖြစ်ပါတယ်မင်းအောင်လှိုင်ဟာအမိန့်ပေးချိန်မှာအောင်လင်းတွေကဥပဒေမဲ့လုပ်ရတွေကိုတရားဝင်အသွင်ဆောင်အောင်ဖန်တီးပေးရသူဖြစ်ပါတယ်ဒါကြောင့်လည်း2024ခုနှစ်ဩဂုတ်လမှာသူဟာရဲဝင်းဦးမျိုးစောတို့လိုရဲ့ဗိုလ်ချုပ်ကြီးအဆင့်ကြီးစုချင်းချင်းခံခဲ့ရတာဖြစ်ပါတယ်နောက်ပိုင်းမှာအောင်လင်းတွေဟာစစ်ဘက်ရာတို့ကငြိမ်းသားပေးခံရပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ်အဖြစ်ပြောင်းရွှေ့ခံရကစစ်တပ်နဲ့ပြည်ခိုင်ဖြိုးပါတီကြားဆက်သွယ်ညှိနှိုင်းပေးတဲ့အဓိကပုဂ္ဂိုလ်တို့ဖြစ်လာပါတယ်အောက်ခြေစစ်သားတွေကိုမျိုးချစ်စိတ်နဲ့အသေးခံခိုင်းနေချိန်မှာထိပ်ပန်းခေါင်းဆောင်တွေရဲ့အခြေအနေကတော့လုံးဝကွဲပြားပါတယ်ဒါကိုကျွန်တော်တို့ကစစ်အီလစ်တွေလို့ခေါ်ပါတယ်ပြည်သူတွေနဲ့အောက်ခြေရစစ်သားတွေအငယ်ပေးဆိုင်နေပါတယ်ဒါပေမဲ့အောင်လင်းတွေသားဖြစ်သူလှိုင်ဘွားအောင်နဲ့ဖြိုးအာအောင်တို့တီချောင်ထားတဲ့အောင်မြင့်မိုလင်းမင်္ဂလာအောင်မြင်ဆောက်လုပ်ရေးကုမ္ပဏီတွေပြီးတော့မှတ်တမ်းတွေရသနည်းဖြစ်သူဒေါ်အောင်မာမြင့်ကိုယ်တိုင်ဒါရိုက်တာအဖြစ်ထိုင်နေတဲ့ဖုံးကွယ်ထားတဲ့စီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ကြွယ်ဝနေတာပါပြည်သူတွေနဲ့အောက်ခြေတပ်မတော်သားတွေကြက်တီးနေကြချိန်မှာသူတို့ကတော့နိုင်ငံတကာတထေးကြီးတွေထက်တောင်သုံးနိုင်ဖြုံးနိုင်နေကြပါတယ်ဒါပေမဲ့တမိုင်းဆိုတာအင်မတန်မှတ်ဉာဏ်ကောင်းတဲ့အရာပါအာဏာရှင်စနစ်တွေဟာဘလောက်ပဲခိုင်မာတယ်လို့ထင်ရပါလေတမိုင်းရဲ့မလွဲမရှောင်တဲ့ပြိုကျပျက်စီးခြင်းကိုတော့ဘလို့မှရှောင်လွဲလို့မရပါဘူးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်စီကိုခြိတက်နေတဲ့ပြည်သူလူထုရဲ့စုပေါင်းတွန်းလှန်မှုရှိမှဒီစနစ်ဆိုးကြီးကမဖြစ်မနေပြိုလဲရမှာပါအောင်လင်းတွေဟာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတိုင်းရဲ့စာရွက်စာတမ်းတွေမှာအမိန့်အရဆိုပြီးဂုဏ်ယူဝင်ကြားစာလက်မှတ်ရေးထိုးခဲ့ပါတယ်သို့တော့အဲ့ဒီလက်မှတ်တိုင်းဟာနောက်တစ်ချိန်နိုင်ငံတော်အသစ်ပေါ်ပေါက်လာတဲ့အခါသူ့ကိုပြန်လည်စီရင်မဲ့ခိုင်လုံတဲ့သက်သေခံအထောက်အထားတွေအဖြစ်အသင်းဆောင်ကြနေမှာဖြစ်ပါတယ်